တခြားလူတွေကိုအကြံဉာဏ်လာတောင်းနေတာကိုသမမောင်ကြီးကိုကတော့တူကြီးမှာစိတ်ကြောင်းပြီးတာအဲ့ဆိုရောက်ဖို့သူတို့စိတ်ကြောင်းတက်ချင်တယ်အဲ့ဆိုရင်ဘယ်လိုပြောတက်ဖို့အကြံဉာဏ်ကြတော့တရားဝင်တကယ်ဖြစ်ရှင်တယ်တကယ်စိတ်ဝင်စားတယ်ဆိုရင်တော့တူကြီးမှာဆေးကြောင်းပြီးသွားရင်အလုပ်ကိုင်းဆရာဝန်တွေအတွက်ပေါ့နော်တော်တော်လေးကောင်းတယ်တော်တော်အဆင်ပြေလို့မြင်တယ်ဘာလို့လဲဆိုတော့အခုလက်ရှိဆရာဝန်တွေရတဲ့လစာတွေဆိုတာလည်းမဆိုးဘူးလို့ပြောလို့ရတယ်တခြားနိုင်ငံတွေနဲ့ရှင်တူကြီး living standard နဲ့ပြန်တွက်ကြည့်ရင်ကြတော့သူတို့ရတဲ့အမောင်ကကြတော့နည်းနည်းဘယ်လို comfortable ဖြစ်တဲ့အမောင်လို့ပြောရမှာပဲဒီလိုပဲစဉ်းစားကြည့်ရင်မြန်မာနိုင်ငံကနေပြီးတော့တူကြီးကျောင်းလာတဲ့လူတွေမှာကျောင်းပြီးသွားလို့အလုပ်လုပ်ပြီးကြံခဲ့တာအများစုဆရာဝန်ဟုတ်တယ်နော်တခြားဘယ်သူမှတော့မကြံခဲ့အလုပ်လုပ်ပြီးဆိုတော့ဝေါ်ပေါင်ပဲရေးကြည့်ဆုံးအဲ့တော့မှဒီအလုပ်ရှင်တွေကဝေါ်ပေါင်ပဲမပေးချင်တဲ့ကိစ္စအစားတာဆရာဝန်တွေတွက်ကြတော့ဘာတစ်ခုကတော့ကောင်းသွားလဲဆိုတော့ private hospital မှာလုပ်တဲ့လူရှိတယ်government မှာလုပ်တဲ့လူရှိတယ် government မှာလုပ်တဲ့လူကဝေါ်ပေါင်ပဲတေချာပေါက်ရမှာပဲ private hospital မှာလုပ်တဲ့လူကြတော့လေ private hospital ရဲ့အနေထားနဲ့ကြတော့မှဆိုပါစို့ဒီ medical park နောက်ပြီးလို့ရှိရင်တခြားဒီ hotel group တွေရှိတယ်အဲ့လိုမျိုးအနေထားနဲ့ကြတော့ဝေါ်ပေါင်ပဲကတေချာပေါက်ရမှာတော့ဝေါ်ပေါင်မပေးတဲ့ private hospital ချားတယ်ဒီဆရာဝန် career ကျတော့ပိုပြီးခိုင်မာတယ်ပြောလို့ရတယ်ခိုင်မာတယ်ပဲလို့ပတ်သက်ကိုယ်အနေနဲ့ပြောရရင်ကျတော့အဲ့ department တစ်ခုကတော့ university ပြီးသွားရင်ဝဲရယူသွားရင်အလုပ်လုပ်ဖို့သိကြတယ်လို့ပဲပြောရမှာတခြားသော career ကြီးတော့မလွယ်ဘူးရတဲ့လစာဆိုတော့ဟိုကျောင်းပြီးချင်းကိုသူတို့ပေးတဲ့လစာအဲ့မှာသူ့နိုင်ငံသားရှိမယ်အနည်းစုဖြစ်တဲ့ foreigner တွေကတို့ကတော်တော်ခက်တယ်ပြောရမှာပေါ့နော်ကြည့်နေတဲ့မိဘတွေပါရှိလို့ရှိရင်ပေါ့နော်တို့ရဲ့သားသမီးပေါ့နော်တူရီမှာဆေးကြောင်းတက်စီတို့တူရီပို့မယ်ဆိုရင်ပေါ့နော်အနည်းဆုံး9နှစ်10နှစ်စာလောက်ပေါ့နော်10နှစ်စာလောက်သူ support ပေးရမယ်ဆိုတော့သိနေဖို့လိုတယ်အဲ့လိုမျိုးမှပဲအဆင်ပြေမှာအဲ့ဆေးကြောင်းသားတယောက်အပြင်မှာထွက်အလုပ်လုပ်ဖို့ဆိုတာတော့ဘလိုနည်းနဲ့မှမလွယ်ဘူးဖြစ်နေတာဒါကတော့ average လူတွေအတွက်ပြောပြရပါတော့အရင်ထပ်မြတ်တဲ့လူတွေပါကြတော့လေသူကသူတို့ပါဆိုစာလုံးနေတာကို social media မှာ study with me တို့ပါတင်နေ site business ပုံစံမျိုးလေး run တာတို့ influencer ဝင်လုပ်ပြီးတော့ daily vlog တွေရိုက်ပြီးတင်တာဒီလိုမျိုးကတော့တကယ်ချင်းတွေမှာရှိတာပဲဒါကတော့ average ရလူမဟုတ်ဘူး100မှာ900ခိုင်နှုန်းတော့လူလောက်လုံနိုင်တဲ့အလုပ်တွေပေါ့ဒီခေတ်မှာ digital money ချတော့